အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကတော့မနေ့ကကြော်ထားတဲ့ငါးနဲ့ခရမ်းချင်သီးနဲ့ဒီလိုပုံစံလေးကိုချက်စားဖြစ်တယ်မိတ်ဆွေတို့ဒီနေ့ကတော့ဒီငါးနဲ့ခရမ်းချင်သီးနဲ့ချက်ထားတဲ့ဟင်းကိုစားပြပေးမှာဖြစ်ပါတယ်ထမင်းနဲ့ဟင်းကအခုမှချက်ပြီးတယ်မိတ်ဆွေတို့တအားကြီးပူတယ်အဲဒါကြောင့်မလို့ကြိုင်မနိုင်ဘူးဒီမှာဖြည်းဖြည်းချင်းစားရမယ်တို့စရာကတော့တခွားသီးရှိမယ်နောက်ပြီးတော့ဘူးသီးရှိမယ်မိတ်ဆွေတို့ဒါကတော့တို့စရာလေးပေါ့နော်ကျွန်တော်ရဲ့အကြိုက်ဆုံးတွေပဲတို့စရာကတော့စားကြပါဦးမိတ်ဆွေတို့ဒါဆိုကျွန်တော်တို့ငါးဟင်းချက်မှာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ပထမဦးဆုံးကိုတော့စီလေးအနှင်းငယ်ထည့်ပြီးတော့အပူလာပြီးဆိုရင်ထောင်းထားတဲ့ကြက်သွန်ပြူကြက်သွန်ကြီးနဲ့ဂျင်းကိုဒီလိုပုံစံလေးစီသက်ပေးရမှာဖြစ်ပါတယ်ဒီလိုစီသက်ပြီးမွေးလာပြီးဆိုတာနဲ့ခရမ်းချင်သီးကိုကောက်ထည့်ပေးလိုက်ပါမယ်မိတ်ဆွေတို့ခရမ်းသီးကိုခရမ်းချင်သီးကိုဟိုဖက်မွေဒီဖက်မွေလေးလုပ်ပေးပါမယ်အရသာလေးရောသမလေးဖြစ်သွားအောင်အတွက်ခရမ်းချင်သီးကိုဒီလိုပုံစံလေးမွေထားပေးရပါမယ်ခရမ်းချင်သီးလေးကိုဟိုဖက်မွေဒီဖက်မွေပြီးသွားပြီးဆိုတာနဲ့ငါးကိုဒီလိုအပေါ်မှာစီစီကြီးလေးထည့်လိုက်ပါမယ်မိတ်ဆွေတို့ငါးကိုတကောင်ချင်းစီပဲဒီလိုပုံစံလေးထည့်ပါမယ်ငါးကလည်းမနေ့ကကြော်ထားတာမှချက်တစ်ချက်လေးဆိုတော့ဒီလိုပုံစံလေးချက်စားရင်အရသာကောင်းကောင်းလေးကိုရရှိပါမယ်မိတ်ဆွေတို့ရောချက်စားဘူးကြလားခင်ဗျာဒီလိုပုံစံငါးနဲ့ခရမ်းချင်သီးအရသာကိုအရန်ရှိတာဗျနောက်ပြီးတော့စုံစည်းရည်ကိုထည့်လိုက်ပါမယ်နူးသွားအောင်အတွက်ခရမ်းချင်သီးလေးကိုနစ်လေးဖြစ်သွားအောင်အတွက်ဒီလိုပုံစံလေးရေထည့်ပြီးရင်တော့မိနစ်50လောက်အဖုံးကိုအုပ်ထားပေးရပါမယ်မိနစ်50ပြီးလာပြီဆိုတာနဲ့ခရမ်းချင်သီးနဲ့ငါးကဒီလိုပုံစံလေးကိုရရှိလာပါပြီမိတ်ဆွေတို့ဖြည်းဖြည်းချင်းမွေပေးရပါမယ်အဲ့ဒါမဟုတ်ရင်တော့ငါးတွေအကုန်လုံးကြေကုန်မှာစိုးလို့နန်းနန်းပင်ကိုလည်းအနှဲငယ်အုပ်လိုက်ပါမယ်မိတ်ဆွေတို့အရသာမွေးသွားအောင်အုပ်ပြီးဆိုတာနဲ့ဒီလိုလေးကိုရရှိလာပါပြီငါးကလည်းမွေးလေးပဲမိတ်ဆွေတို့စားကျင်စရာကောင်းလားကြည့်ကြပါအောင်တရေတော်ယိုနေပြီပြောရင်းဆိုရင်းနဲ့ဒီမှာခရမ်းချင်သီးနဲ့ငါးနဲ့ဒီလိုနန်းနန်းပင်အုပ်ထည့်လိုက်ပါလေဒါကတော့ဘူးသီးပြုတ်ဖြစ်ပါတယ်